皆さんお元気ですかဒီနေ့အခန်းဆက်လေးကိုတင်းနဲ့ပြီးသွားပြီဆိုတော့3နဲ့4လေးကိုဆက်ကြည့်ကြည့်အောင်เนาะအဲ့တော့နံပါတ်3မှာဆိုလို့ရှိရင်နာကာရမောနာကာရကအရင်တော့ကတည်ထားပြီးသားကကြတော့ရေလုံရင်းနဲ့ဘီကိုလှုပ်တဲ့ဆိုဒီပြိုင်နဲ့လှုပ်တဲ့ပုံစံလေးပေါ့เนาะအခုဒီမှာသူကကြတော့ကြည့်ကြည့်အောင်နိုင်နာနီတိုယူဂျောတိုင်းကာရရောဆိုးစားတဲ့လူကိုတို့ကကြီးကောက်အဲ့တော့အခြေအနေတစ်ခုကနေပြီးတော့မှန်းဆထားတာတွေးထားတာနဲ့ကိုခွဲပြတာနောက်ကကျတော့ခဲတဲ့သူမို့တော့မာယိုခီစုတို့ခဲတဲ့သူမို့ဆိုတာကကျတော့သူကဘယ်မဲ့လဲပဲဆိုတဲ့ပုံစံဆိုပေမဲ့လေတို့မာယိုခီစုတို့ဆိုတာကကြိုပြီးတော့ရှင်းပြထားတာကြိုပြီးပြောထားတယ်ဆိုတဲ့ပုံစံအဲ့တော့အောက်ဆုံးရဲ့ရှင်းပြချက်လေးကြည့်ကြည့်အောင်ဂျောဒန်ကိုအာရာဘာစုကိုတိုဘာနဲ့စုကုကိုတိုကအိုးအခြေအနေတွေကိုဖော်ပြတဲ့စကားလုံးတွေနဲ့တွေ့တာများတယ်ဇင်းကုန်တော့ရှုကိုပါအုံနာကြည့်ဆိုတော့ရှင်းနောက် subject ကအတူတူပဲစမ်းဝါတဲ့マイナスの状態を認めて前置きとして言う使い方အဲ့တော့ဒီရေပုံအစမ်းပမှာဆိုလို့ရှိရင်သူကအနှုတ်သဘောတရားပါတဲ့အခြေအနေတွေကိုအတိမတ်ပြုပြီးတော့ကြိုပြီးတော့ရှင်းပြထားတဲ့ပြောပုံပြောနည်းပေါ့နော်マイナスယောဂの言葉မှာဒီသူပြောထားတဲ့ minus ကြောတိုင်းဆိုတာဘယ်လိုမျိုးတွေသုံးတဲ့စကားလုံးတွေလဲဆိုရင်ချီးဆိုင်ပြီးလို့ရှိရင်ဝါစုကပေါ့ချီးဆိုင်တည်ပြီးသားဝါစုကဆိုတာကသူကနေပါတာအရန်ကိုနေပါတယ်ဆိုတဲ့ပုံစံမျိုးလေးသွားတယ်ကဲအဲ့တော့စေစုသူကကြတော့သူက verb ကို mass ပြုတ်တဲ့ verb ရှိမယ် ek ရောရှိနာ k ရောရှိတရားတွေပေါင်းမယ် noun ဆိုလဲတရားတွေပေါ့နော်ကဲတော့လေပွန်ကြည့်ကြအောင်一番မှာဆိုရင်毎日この道を通っていながらここにこんな素敵な店があるとは気がつかなかったအဲ့တော့နေ့တိုင်းဒီလမ်းကိုဖြတ်သွားနေရဖြတ်သွားနေရင်းနဲ့လည်းပဲဖြတ်သွားနေပေမဲ့လည်းပဲဒီနေရာမှာဒီလောက်ထိလှပတဲ့ဆိုင်လေးရှိတယ်ဆိုတာကိုသတိမထားမိခဲ့ဘူးသတိမပြုမိခဲ့ဘူးတဲ့အဲ့တော့ဆိုလိုချင်တာကသူနေ့တိုင်းဒီလမ်းကနေပြီးတော့ဖြတ်သွားနေတယ်ဆိုင်လာလာလေးရှိမယ်လို့သူမထင်တော့တဲ့ပုံမှန်လေးပဲသွားနေတယ်ဒါကသူရဲ့မှန်းဆထားတဲ့အကြောင်းအရာနဲ့အဲ့တော့ကိုမမှန်းဆထားတဲ့အကြောင်းအရာနဲ့ကွဲပြားတာကအရန်ကိုလှပတဲ့ဆိုင်လေးရှိနေတယ်ဆိုတာမျိုးလေးအဲ့ဒီမှာသူကမာယိုခီစုလူဘလို့သဘောတရားလဲဆိုရင်နာဂါရရဲ့ရှိမှာသူကကြိုပြီးအကြောင်းပြထားတာဒီလမ်းကိုနေ့တိုင်းသွားနေတယ်ဆိုတဲ့အကြောင်းအရာကိုသူကကြိုပြီးတော့ရှင်းပြထားတယ်ဆိုတဲ့ပုံစံလေးအဲ့လိုသွားတာနော်စားကြောင်းကနောက်ခုနေ့ဘက်မှာ狭いながらも庭があるので私は花を育てて楽しんでいますအဲ့တော့狭いながらもကျင်းပင်မဲ့လည်းပဲကျင်းနေဆိုပေမဲ့လည်းပဲခြံဝန်းရှိတဲ့အတွက်ကြောင့်မလို့ကျွန်တော်ကတော့ဒီပန်းတွေကိုစိုက်ပျိုးရင်းနဲ့ပဲပျော်ရွှင်နေပါတယ်အဲ့တော့ပန်းတွေကိုစိုက်ပျိုးရင်းနဲ့ပျော်ရွှင်နေတဲ့ခြံလေးရဲ့ချင်းချင်းလေးဆိုနေရစိတ်ကြီးချက်မှာပဲပါညာစီထင်ထားတာနဲ့ကွဲပြားပြီးတော့နောက်မှာကပန်းလေးတွေစိုက်ပျိုးပျော်ရွှင်နေတယ်အဲ့တော့ရှေ့မှာကြိုတင်အကြောင်းပြထားတာကကြတော့ခြံလေးကတော့ကျင်းနေဆိုပေမဲ့လို့ဆိုတဲ့သဘောတရားလေးနောက်တစ်ခုစံပမှာအနုကိုはတဲ့子供ながら社会の働きをよくしてますねအဲ့တော့အဲ့ကလေးကခလေးဆိုပေမဲ့လည်းပဲဒီလောက်ကောမယ်လုပ်ငန်းသဘောတရားတွေကိုလုပ်ငန်းရဲ့ level ပုံတွေကိုကောင်းကောင်းသိနေတယ်နော်အဲ့တော့ဒီမှာဆိုလို့ရှိရင်စမ်းပတ်မှာသူက minus ကြောတိုင်းဆိုသူပြောထားတယ်အဲ့တော့မင်းကခလေးပဲရှိသေးတယ်ဒါကြီးပဲဒီမှာလဲဆိုတဲ့သဘောတရားမျိုးလေးပေါ့ဒါပေမဲ့လို့ထင်မှတ်ဒီတွေးထားတာနဲ့ထင်ထားတာနဲ့ကိုကွဲပြားပြီးတော့သူကဒီလုပ်ငန်းသဘောတရားတွေလုပ်ငန်း level ပုံတွေအကြောင်းကိုသူကတည်တည်ဆရာတည်နေတယ်ဆိုတဲ့ပုံစံလေးရမယ်နော်ကဲနောက်တစ်ခုကကြတော့ချစ်စုအဲ့တော့ချစ်စုမှာလည်းသူကမိုပါတဲ့ခါလေးရှင်မပါတဲ့ခါလေးရှိတယ်ပေါ့နော်သူ့ကိုသုံးတာကကြတော့တိုယူခိုကိုရိုနိုဥကောခီတိုဝါတဲ့ခိုးတို့ကချီကတဲ့လို့အဲ့တော့အနိုင်နာနေတိုယူခိုကိုရိုနိုဥကောခီဆိုတာကအလွယ်မဲ့မယ်ဆိုတော့ခံစားချက်ပေါ့စိတ်ခံစားချက်စိတ်ထဲမှာတွေးလိုက်ဒီခံစားလိုက်ရတာမျိုးပေါ့အဲ့လိုမျိုးခံစားလိုက်ရတာပြီးရင်နောက်တစ်ခါကျတော့ဒီခေါင်းထဲမှာတစ်ချက်တွေးလိုက်တာမျိုးအဲ့လိုမျိုးလည်းသုံးလို့ရတယ်စားကြောင်းရဲ့သဘောတရားတွေရဆိုရင်ပေါ့နော်အဲ့တော့အလွယ်မဲ့မယ်ဆိုလို့ရှိရင်စိတ်ခံစားချက်နဲ့ခိုးတို့လက်တွေ့လှုပ်ဆောင်မှုတွေကကွဲပြားနေတာစိတ်ခံစားချက်နဲ့လက်တွေ့လှုပ်ဆောင်မှုတွေကွဲပြားနေတယ်အဲ့တော့နောက်ဆုံးမှာကခိုးကိုရိုနိုဥကိုခီရဂင်းကိုခါတူဒိုနီခံကေဆူဒိုရှိအဲ့တော့ဒီစိတ်ခံစားချက်တွေပြီးလို့ရှိရင်ဂင်းကိုခါတူဒိုဆိုတာကကြတော့ဒီစကလုံးတွေကိုအသုံးပြုလေ့ကျင့်တာပေါ့အဲ့ဒါတွေနဲ့ခံကေဆူဒိုဆက်နေတဲ့ဒိုးရှိ vertical ကြတော့ omo ရှိမယ်ရှိရု u ဆိုတဲ့ပြဒီစကလုံးတွေပေါ့အတူနီကအနောက်မှာဆိုရင်တဲ့ဝါရှာတော့ဆွေးပြီးတော့ပြောသူရဲ့ဒီစတူဒီယိုဆိုတာကကြတော့ command တော့ keyboard ဆန္ဒတွေ echo ယူမှန်းချက်တွေစ
ခြားတဲ့ပြည်သူအာရဘစုဘုံရဖော်ပြတဲ့စာကြောင်းတွေဟာတာရကီကကဲနိုဘုံဝခွန်နိုင်လှုပ်ဆော်တဲ့စာကြောင်းတွေကတော့မလာပါဘူးတဲ့ဇင်းကုံတော့ဘုံတော့ရှုကောအုံနာကြည့်ဆိုတော့ subject ကတော့အတူတူပဲကဲအဲ့တော့ပြီးရင်သူ့ရဲ့စေစုစုကကြတော့ verb ကို mass build တဲ့ verb ပုံစံလေးသွားမယ်ကဲတော့ရဲပွင့်ကြည့်အောင်အီဂျစ်ဘက်မှာဆိုလို့ရှိရင်ဟာယာကိုဟင်းကြီးကိုခီကာကွန်မန့်နဲ့ဟာယာကိုဟင်းကြီးကိုခါကနာခဲတဲ့ပါတို့ခင်းရှိစစမာဒါခိုက်တဲ့နိုင်အဲ့တော့ဒီမှာဆိုလို့ရှိရင် reply ကိုမြင်ပြန်မရမယ်ပြန်စာဒီ reply မြင်ပြန်မရမယ်ဆိုရင်စိတ်ကတွေးလျက်နဲ့တွေးရင်းနဲ့ပဲကိုပဲကိုမရေးရသေးဘူးအမှဆိုရင်စိတ်ကခံစားချက်ခေါင်းမှာတွေးလိုက်တယ်တွေးလိုက်တာမြင် reply ပြန်မရမယ်ဆိုပြီးတွေးနေဒါပေမဲ့လက်တွေ့မှာကမလုံဆောင်ရသေးဘူးအတွေးနဲ့လက်တွေ့နဲ့ကွဲပြားနေအဲ့လိုမျိုးပြောတာနိဗ္ဗာန်မှာကခိကေတာတို့ရှိရဆဆယမမီချီကို nobody စုစုခဲ့တာအဲ့တော့အန်ရရှိတယ်ဆိုတာကိုတိလျက်နဲ့ပဲအန်ရရှိတယ်ဆိုတော့တည်ရနဲ့တောင်ကိုစက်တက်ခဲ့တယ်စိတ်ထဲမှာခေါင်းထဲမှာတည်လိုက်တဲ့ခံစားလိုက်ရကဒီလမ်းကိုသွားတာအန်ရရှိနေဒါပေမဲ့လည်းပဲလက်တွေ့မှာလှုပ်ဆောင်နေရကတော့တောင်ကိုအပေါ်ဟိုအဆုံးထိလုံးဝပန်းနိုင်တီကိုစက်တက်သွားခဲ့တယ်ကွဲပြားနေအောင်မျိုးနောက်တစ်ခုစမ်းပတ်မှာခါရတာနဲ့ယောကိုနိုင်တို့အမိုးစုစုမို့မိုင်းနေချီဒီ incident တို့ရှောက်ကွင်းပါကာရီထားပေးတယ်မော့စ်အဲ့တော့ခန္ဓာကိုယ်အတွက်မကောင်းဘူးကျမကြီးအတွက်မကောင်းဘူးဆိုတာကိုတွေးရင်းနဲ့လည်းပဲနေ့တိုင်းဒီ ready made အစားအသောက်တွေကြီးပဲစားနေတယ်အဲ့တော့နိုင်နာနေချစ်ချစ်မိုးဆိုတာကကြတော့ခန်းစားချက်အတွေ့ပေါ့နော်အဲ့ဒါကိုအေကိုတွေးလျက်နဲ့ဒီလိုမျိုးခန်းစားနေလျက်နဲ့ခန်းစားနေရင်းနဲ့ပဲလက်တွေ့လှုပ်ဆောင်တာကကွဲပြားနေတယ်အဲ့တော့သူကခန်းစားချက်နဲ့လက်တွေ့လှုပ်ဆောင်မှုနဲ့ကွဲပြားတဲ့ subject အတူတူပဲခုနကနားခါတော်မူကကြတော့အေလို့ဆိုပေမဲ့လည်းပဲဆိုပြီးတော့နောက်မှတွေးထားတဲ့အကြောင်းအရာနဲ့ကွဲပြားပြီးတော့ပြောင်းပြန်ဖြစ်သွားတာမျိုးကလေးဆိုပေမဲ့လူကြီးလိုမျိုးအကုန်သိနေတယ်ဆိုတာမျိုးပေါ့မိန်းကလေးဆိုပေမဲ့ယောက်ျားလေးလိုမျိုးတိုက်ခိုက်ကျွမ်းနေဆိုတာမျိုးပေါ့အဲ့လိုမျိုးသဘောတရားလေးအဲ့လိုလေးတွေအလွယ်မှတ်လိုက်လို့ရှိရင်မှတ်ကလွယ်သွားရင်နော်